မင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့ပြောပြချင်မယ့်အကြောင်းအရာကတော့ရုရှားနိုင်ငံမှာအကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်နဲ့ရုရှားသမ္မတစင်ကျင်းဖီတို့ကတွဲဆုံကြတာပေါ့တွဲဆုံပြီးတော့ဒီတရုတ်သမ္မတစင်ကျင်းဖီကကျွန်တော်တို့ရဲ့အကြံဖက်မင်းအောင်လှိုင်ကိုဘယ်လိုတောင်းဆိုတာလဲဆိုတော့ဒါတော့ခေတ်သစ်မီဒီယာဖော်ပြချက်မှာကျွန်တော်ပြန်ပြီးဖော်ပြပြတာပါမြန်မာနိုင်ငံစစ်တရုတ်ဝန်ထမ်းအဖွဲ့အစည်းနဲ့စီမံကိန်းများဤဘင်ကေးလုံးချုပ်ရေးကိုလက်တစ်ကြစွာအမတ်ခံချက်ပေးရန်တရုတ်သမ္မတစီကျစ်ပီကတောင်းဆိုလိုက်ပြီးအကြံဖက်မင်းအောင်လှိုင်ကလည်းအစွမ်းကုန်အမတ်ခံပေးသွားမည်ဟုလည်းကတိပေးထားပါတယ်ခင်ဗျာကျွန်တော်ပြောချင်တာကဒီစစ်ကောင်ဆောင်ဒီအကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကတရုတ်ရဲ့စီမံကိန်းကိုသူကာကွယ်ပေးတော့မှာတေချာပေါက်ကျွန်တော်ရဲ့ပြည်သူပြည်သားတွေကိုကာကွယ်မှာမဟုတ်ဘူးဆိုတာကိုတော့ဒီစင်ဂျစ်ဖီရဲ့တောင်းဆိုချက်ကိုသူလိုက်ရောပေးတော့မယ်အခြေအနေရှိတယ်ပေါ့နော်တေချာပေါက်ဒီအစိုးရဒီမြန်မာနိုင်ငံအတွက်ရေးပါလားမပါလားဆိုတာကိုတော့ကျွန်တော်တို့အထူးပြောစရာမလိုတော့ပါဘူးဒီလောက်ထိပြည်သူတွေကိုအမျိုးမျိုးဒုက္ခပေးတယ်ပြီးတော့မြန်မာနိုင်ငံကိုလည်းရောင်းစားတယ်ပြီးတော့ရရှိလာတဲ့နိုင်ငံဘဏ်ငွေဘတ်ဂျက်တွေကိုဒီလက်နဲ့ဝယ်ဖို့အတွက်ပဲသူကစုဆောင်ထားတယ်ဘာမှအရေးမကြီးတဲ့အရာတွေကိုပဲသူလှုပ်ဆောင်ပါတယ်သူတို့မိသားစုအတွက်သူတို့ရဲ့တရားဝန်စာအတွက်လည်းပဲကျွန်တော်တို့ရဲ့မြန်မာနိုင်ငံတရုတ်လက်ထက်မှာတဝက်လောက်ပါသွားပြီဆိုတာကိုတော့ကျွန်တော်ညင်းလို့မရဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီစကားပြောရလဲဆိုတော့မြန်မာနိုင်ငံရဲ့မြောက်ပြန်ဖြစ်တဲ့စမ်းပြည်နယ်မြောက်ပိုင်းပေါ့။ကိုကန်တပ်ဖွဲ့ဝေ NNDA ရဲ့တိတ်စီထားတဲ့လာရှိုမျိုးကိုတရုတ်ရဲ့ဖိအားကြောင့်စစ်ကောင်စီကပြန်လည်ပြီးတော့အခြေချခွင့်ရသွားပါတယ်။လက်နဲ့တစ်ချက်မှမဖောက်ရပါဘူးဒါသည်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာတရုတ်အတင်းရဲလာပြီဆိုတာကိုတော့ဘယ်လိုမှညင်းလို့မရဘူးတရုတ်ပြောသမျှတရုတ်ခံသမျှတရုတ်ရဲ့အလိုဆန္ဒအရကျွန်တော်တို့ရဲ့ပြည်သူတွေလည်းလိုက်ရောရတယ်လို့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသည်တရုတ်ရဲ့လက်ထက်မှာ40ရာခိုင်နှုန်းတော့ပါလာပါပြီထင်ပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့သိရတယ်ရှမ်းပြည်နယ်ရဲ့တပြည်နယ်ဟာလေကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာ60ရာခိုင်နှုန်းပါအဲ့ဒီတဲမှာသို့တော်လည်းဒီချိန်မှာရှမ်းလက်နက်ကန်အဖွဲ့အစည်းဖြစ်တဲ့ SSP SSA ကစစ်ကောင်စီနဲ့ပေါင်းတာလားဒါမှမဟုတ်တော်လိုင်းရေးတပ်ဖွဲ့ဝင်နဲ့ပေါင်းတာလားဆိုတာကိုတော့ကျွန်တော်တို့မသိခွဲသေးပါဘူးဒါပေမဲ့တေချာပေါက်ကျွန်တော်တို့ရဲ့ပြည်သူအတွက်အသုံးဝင်တဲ့လက်နက်ကန်အဖွဲ့အစည်းမဟုတ်ဘူးဆိုတာကိုတော့ကျွန်တော်တို့ညင်းလို့မရဘူးယခုလည်းအဲ့လိုပဲနှောင်ချုံမှာဆိုရင်လည်းတရုတ်ကိုအကူအညီတောင်းပြန်ပြီနှောင်ချုံမြို့ရဲ့လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့တအောင်လက်နက်ကိုင်အဖွဲ့ TNAD ကဒီချိန်မှာတော့စစ်ကောင်စီရဲ့တောင်းဆိုချက်များကိုညှင်းပယ်ထားပြီးတော့နောက်လာမယ့်10ရက်နဲ့နောက်လာမယ့်ဆီလာပိုင်းအော်ဂုတ်မှာသူတို့ကအစည်းအဝေးထပ်လို့ရှိပါတယ်ဒါပေမဲ့ဒီအော်ဂုတ်လာမရောက်ချိန်မှာလေနောက်ချုံမျိုးကလေနဲ့ဘယ်နှကြိမ်အကျက်ခံရပြီလဲပြည်သူတွေဘယ်လောက်ဒုက္ခရောက်ပြီလဲဆိုတာကိုတော့ဒီနောက်ချုံမျိုးကိုထိမ့်သိမ်းထားတဲ့ TNL ရဲ့လက်နက်ကွန်အဖွဲ့အစည်းကပိုတိပါပါတေးချပေါက်ဒီနာမည်ကြီးသတင်းမီဒီယာအချို့ရဲ့ဖော်ပြချက်တွေမှာဆိုရင်တော့တေးချပေါက်နောက်ချုံမျိုးလည်းမကြခင်စစ်ကောင်စီပြန်လည်သိမ်းယူဖို့အလားအလာအများကြီးရှိပါတယ်။ဘာဖြစ်လို့ဆိုတော့တရုတ်ရဲ့ဖိအားကအရန်များသွားပြီဆိုတာကိုတော့သူတို့ကလည်းဒီချိန်မှာအရန်ကိုတောက်ခံနေရတယ်ဖြစ်နော် TNLA နဲ့ NNDA ကဒီချိန်မှာပြောမယ်ဆိုစစ်ကောင်စီကိုသူတို့က TNLA ကစစ်ကောင်စီကိုတရုတ်ရဲ့ဖိအားကြောင့်သူကလက်မြောက်ရှုံးပေးလိုက်ပြီဒါပေမဲ့ဒီချိန်မှာလည်း TNLA လည်းပါဝင်လာဖို့လည်းရှိပါတယ်ပေါ့နော်စစ်ကောင်စီကိုစုံပေးဖို့လက်နက်ကန်အဖွဲ့အစည်းလည်းဖြစ်သွားတာပေါ့မြောက်ပိုင်းမှာဆိုကျွန်တော်ထပ်ပြောမှဆိုရင် KIA ကချင်လက်နက်ကန်အဖွဲ့အစည်းကြံသေးပါတယ်
ပြီးတော့နောက်ထပ် AA လက်နက်ကင်ရခိုင်ပေါ့နော်ကြံသေးပါတယ်ရခိုင်လက်နက်ကင်ဖြစ်တဲ့ AA ကလည်းကြံသေးပါတယ်ဒါပေမဲ့ရခိုင်ရဲ့ခေါင်းဆောင်ထုံးမြတ်နိုင်ကပြောသွားတာရှင်းလေးပါပဲကျွန်တော်တို့တော်လှန်ရေးစလုပ်တွေက PR တွေများစွာကျွန်တော်တို့ခံရတယ်ကြမ်းတဲတဲ့ຢာတွေကျွန်တော်တို့များစွာကြုံရတယ်ဒါကြောင့်ကျွန်တော်တို့ဒီ PR ဘယ်လောက်ပဲရှိကျွန်တော်တို့ရင်ဆိုင်ဖို့ကအရှင်သစ်ပါပဲလို့ပဲဒီ AA ရဲ့ခေါင်းဆောင်ထုံးမြတ်နိုင်ကတုတ်ပြန်သွားတာပါတယ်ဗောနော်ဒီတစ်ခါကျွန်တော်ပြောပြချင်တဲ့အကြောင်းကဒီလောက်ပဲရှိပါတယ်ဘာမှစီဝမရှိပါဘူးအကြံဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့တရုတ်တမရစင်ချစ်ဖီရဲ့တောက်ဆိုချက်များကိုသူလိုက်ရောသွားပြီးဆိုတော့တေချာပေါ့ဆောက်တော့မကြတဲ့အစိုးရလို့ပဲကျွန်တော်မြင်တယ်အထူးသဖြင့်ပြောစမလို့ပါဘူးလို့ပဲကျွန်တော်ပြောပြချင်တယ်ခင်ဗျကျေးဇူးတင်ပါတယ်နောက်လာမဲ့ဗီဒီယိုထဲမှာလည်းကျွန်တော်နဲ့အတူတူပြန်လည်စုံစည်းနိုင်ဖို့တဲ့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and share လုပ်ထားပြီးတော့ဗီဒီယိုအသစ်တွေတန်းသိနိုင်ဖို့ဘေးနားခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့ပဲကျွန်တော်တို့ကမြစ်တန်ရက်ခံရတာဗျကျေးဇူးတင်ပါတယ်